မင်္ဂလာပါအဲဒီဗီဒီယိုလေးကတော့ကျွန်တော်သိထားတဲ့knowledge တွေတွေကပေါ့နော် knowledge တွေကလွယ်ကူဆုံးနဲ့အရုပ်ရှင်းဆုံးဖြစ်မယ်လို့ထင်ရတယ်ဒီ data table ဆိုတဲ့အကြောင်းအရာလေးကို sharing လုပ်ပေးရင်လည်းနောက်တစ်ချိန်ကျွန်တော်လည်းကိုယ့်ဘာသာကိုပြန်ပြီးတော့လေ့လာခြင်းနဲ့ချိန်ကြရင် source တစ်ခုကြအောင်လို့ပေါ့နော်record လုပ်တာလေးဖြစ်ပါတယ်စိတ်ဝင်စားတဲ့လူတွေကလည်းနားထောင်ပြီးသွားလို့ရှိရင်အနည်းဆုံးတော့ knowledge တစ်ခုဒါမှမဟုတ်ရင်တစ်ခုခုတော့ကြံခဲ့မယ်လို့တော့ကျွန်တော်ယူဆပါတယ်အဲ့ဒီတော့what is data table ပေါ့နော် data table ဆိုတာကဒီကိုသိမ်းထားခြင်းတဲ့သတင်းချက်လက်တွေကိုပေါ့နော်သတင်းချက်လက်တွေကိုဟိုဒီအတိုင်းတွေအတန်းတွေ rows တွေ columns တွေပါတယ်ဒီ table ဇယားခွက်တွေမှာတွားပြီးတော့သူ့သက်ဆိုင်ရာနေရာလေးတွေမှာတွားပြီးသိမ်းထားပြီးတဲ့ဥစ္စာကို data table လို့အကြမ်းမြင်ပြောလို့ရတယ်ပေါ့နော်ဥပမာဒီအပေါ်ဒီအခုဒီမှာရှိနေတဲ့ဒီကျောင်းသားတွေကိုစီးရင်ပြုစုထားတဲ့data table ဆိုလို့ရှိရင်ဒါကျောင်းသားတယောက်ချင်းစီရဲ့သတင်းချက်လက်လေးပါမယ်เนาะသူတို့ရဲ့နာမည်တွေပါမယ်သူတို့ရဲ့အသက်တွေပါမယ်ကြားမှာပေါ့เนาะအဲ့ဒါတွေပါမယ်ပေါ့เนาะဒါကြတော့သူသက်ဆိုင်ရာ column အတွင်းမှာသူသက်ဆိုင်ရာ data တွေကိုကျောင်းသားရဲ့သက်ဆိုင်ရာ data တွေကိုထည့်သွင်းပြီးတော့မှတ်တမ်းတင်ထားတာပေါ့เนาะဒီအောက်က table မျိုးကကြတော့သူက single column data table ပေါ့နော် single column ဆိုတော့ဒီ column တစ်ခုထဲမှာပဲရှိသမျှဒီအကြောင်းအရာတွေအကုန်လုံးဟိုမှတ်သားထားတာမှတ်သားထားတယ်ဆိုတော့ဒီ table မျိုးကကြတော့ဘယ်လိုမျိုးတွေအတွက်နည်းနည်းပို့ပြီးသုံးဝင်လဲဆိုတော့ဥပမာ notes မှတ်တာတို့ဘာလို့အဲ့လိုမျိုးတွေအတွက်ဆိုရင်တော့နည်းနည်းပို့ပြီးတော့အသုံးဝင်တယ်ပေါ့နော်ဒါပေမဲ့ဒါတွေလည်း data table ပါပဲเนาะဒီမှာ column တစ်ခုပါတယ်အကြောင်းအရာတစ်ခုကို row တစ်ခုနဲ့သူသိမ်းစီထားတယ်ဒီမှာလဲ column တွေပါတယ်ဒီအကြောင်းအရာအကြောင်းသားတစ်ယောက်ရဲ့အကြောင်းအရာတစ်ခုပေါ့နော်အကြောင်းအရာတစ်ခုကို row တစ်ခုအနေနဲ့သိမ်းထားပေးတယ်ပေါ့နော်အဲ့တော့ okay data table တွေကအကြမ်းမြင်ပြောရလို့ရှိရင်ဒီ rows တွေ columns တွေပေါ့နော်တိုင်တွေတန်းတွေနဲ့ဖွဲ့စည်းရတဲ့ဇယားခွက်တစ်ခုဖြစ်တယ်အဲ့ဒီဇယားခွက်တွေမှာကျွန်တော်သိမ်းထားခြင်းနဲ့သတင်းချက်လက်တွေကိုဟိုတစုတစည်းတဲ့အားလုံးပေါင်းပြီးသိမ်းထားတာပဲဖြစ်ဖြစ်သူသက်ဆိုင်ရာဒီတိုင်တွေ column တွေအလိုက်သက်ဆိုင်ရာ data တွေဖြည့်ပြီးတော့သိမ်းထားရဖြစ်ဖြစ်သိမ်းထားလို့ရတယ်ပေါ့နော်အဲ့တော့ why use data table ပေါ့နော် data table တွေကိုကျွန်တော်တို့ဘာကြောင့်သုံးရလဲဘာကြောင့်သုံးရလဲဆိုရင်ကျွန်တော်တို့ကမေးခွန်းတွေကိုဖြည့်ဖို့အတွက်ကို data table တွေကိုအဓိကထားပြီးတော့သုံးကြတယ်ပေါ့နော်မေးခွန်းတွေဆိုတာကဘာလဲဆိုတော့ indicator တွေပေါ့ဥပမာဘယ်လိုမျိုးတွေလဲဆိုလို့ရှိရင်အညွှန်းကိန်းတွေပေါ့နော် indicator ဆိုတာအညွှန်းကိန်းတွေဥပမာဘယ်လိုညွှန်းကိန်းတွေကိုအကြမ်းမြင်ပြောပြလို့ရမလဲဆိုတော့ဥပမာ2020 2021တုန်းကမြန်မာနိုင်ငံမှာကိုဗစ်ရောဂါဖြစ်ပွားခဲ့တဲ့လူနာဘယ်နှယောက်ရှိသလဲပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ကဒါမေးခွန်းတစ်ခုဖြစ်သွားပြီပေါ့နော်မေးခွန်းတစ်ခုဆိုတော့ကျွန်တော်တို့ကအဲ့ဒီမေးခွန်းဖြေဖို့အတွက်ဒီ indicator တွေနဲ့measurement လုပ်ရမယ်တိုင်းတာရမယ်ပေါ်ပြနော်အဲ့တော့ခုနကမေးလိုက်တဲ့မေးခွန်းထဲမှာဆိုရင်ကိုဗစ်ဖြစ်ပွားတဲ့လူနာအရေအတွက်အဲ့ဒါကကဏ္ဍနော်ပြီးတော့မြန်မာနိုင်ငံမှာဆိုလို့ပြောတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီမြန်မာနိုင်ငံဆိုတာနေရာနောက်တစ်ခုက2020တုန်းကဖြစ်ပွားခဲ့တဲ့ကိုဗစ်လူနာရေအတွက်ဆိုတော့အဲ့2020ကအချိန်เนาะအဲ့တော့ indicator တစ်ခုကအနည်းဆုံးတော့အဲ့ဒီ3ချက်လောက်တော့ပါတင်တယ်လို့တော့ထင်တာပဲเนาะဘယ်နေရာကဘယ်အချိန်မှာဘာဖြစ်ခဲ့တယ်လဲဘယ်လောက်ဖြစ်ခဲ့လဲเนาะဘာဖြစ်ခဲ့လဲဆိုတာတော့ဘယ်လောက်ဖြစ်ခဲ့လဲပေါ့เนาะဘာဖြစ်ခဲ့လဲဆိုတာကျွန်တော်တို့ကဒီ indicator ကိုယ်တိုင်ကဘာဖြစ်ခဲ့လဲဆိုတာကြီးဖြစ်နေတော့လေဘယ်လောက်ဖြစ်ခဲ့လဲဆိုတဲ့ဥစ္စာအဲ့ဒီအချက်လေးတွေတော့ပါဖို့တင်တယ်လို့တော့ကျွန်တော်ထင်တယ်เนาะအဲ့တော့ဒီလိုမျိုး indicator တွေကိုတိုင်းတာဖို့အတွက်เนาะ indicator ကနေဖြစ်လာမယ့်မေးခွန်းတွေကိုဖြည့်ဖို့အတွက်เนาะကျွန်တော်တို့က data table ကိုသုံးတယ်အဲ့တော့ contents of data table เนาะ data table ထဲမှာဘာတွေပါလဲပေါ့အဲ့တော့ data table ထဲမှာပါတဲ့ဥစ္စာတွေကိုပါတဲ့ content တွေကိုအမျိုးအစားခွဲခြားလိုက်ရင်ကျွန်တော်အမြင်ပြောရရင်တော့အမျိုးအစားနှစ်ခုပဲရှိတယ်เนาะသူက raw data တွေတင်ထားတာရယ် organized data တွေတင်ထားတာရယ်ပေါ့နော် raw data တွေဆိုတာကဘာလဲဆိုတော့ဒီ individual ပေါ့နော်လူတစ်ယောက်ချင်းစီဒါမှမဟုတ်ရင်အိမ်အောင်စုတစုချင်းစီဒါမှမဟုတ်ရင်ကျွန်တော်တို့ခွဲခြမ်းစိတ်ဖြာပြီးလေ့လာမယ်လေ့လာမယ် unit ရဲ့အသေးဆုံး unit ပေါ့နော်လေ့လာမယ် unit အသေးဆုံး unit ဥပမာကျွန်တော်တို့ကလူနာတွေအကြောင်းလေ့လာမယ်ဆိုလို့ရှိရင်ယောဂတစ်ခုအကြောင်းလေ့လာမယ်ဆိုရင်ကျွန်တော်တို့ရဲ့အသေးဆုံး unit ကတစ်ခါတလေကြာလို့ရှိရင်
လူလူနာတစ်ယောက်ချင်းစီဖြစ်မယ်တခါတလေကြာလို့ရှိရင်ကြေးရွာလိုက်ကြီးဖြစ်မယ်တခါတလေကြာမြို့နယ်လိုက်ကြီးဖြစ်မှာเนาะအဲ့တော့အဲ့ဒီ data တွေကိုသိမ်းထားပြီးတဲ့ဥစ္စာအဲ့ဒါတွေကို raw data တွေလို့ခေါ်တယ်เนาะ raw data တွေလို့ခေါ်တယ်ဥပမာဒါဆိုရှင်ဒါကျွန်တော်တို့ဟိုဒီចောင်းသားတွေနဲ့ပတ်သက်တဲ့ဒီ data တွေကို raw data အနေနဲ့ဒါចောင်းသားတစ်ယောက်ချင်းစီရဲ့ data တွေကိုသိမ်းထားပြီးတာပေါ့เนาะဒီ row တစ်ခုပေါ့เนาะအတန်းတစ်ခုကចောင်းသားတစ်ယောက်ကိုကိုစားပြုတယ်ပေါ့เนาะအဲ့ဒီတော့နောက်တစ်ခုကကြတော့ organized data organized data တွေကကြတော့ဘယ်လိုမျိုးရလာလဲဆိုတော့ organized data ကပြောလို့ရှိရင် raw data မရှိဘဲနဲ့ organized data မဖြစ်လာဘူးเนาะသူက raw data တွေကို frequency count လုပ်လိုက်တယ် frequency ဆိုတာဥပမာအမျိုးအစားတူဘယ်နှခုရှိသလဲဆိုတော့ဟို count လုပ်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ pivot table တိဆောက်လိုက်တာပဲဖြစ်ဖြစ်เนาะအဲ့လိုမျိုးတွေကနေရလာတဲ့ table တွေပေါ့เนาะအနည်းဆုံးတော့ electronic data မရှိဘူးဆိုရင်တော့မှhard copy ပေါ့เนาะဟို paper document တော့ရှိရမယ် paper document တော့ရှိရမယ်ဒီ organized data တခုရလာဖို့အတွက်ဆိုလို့ရှိရင်ဒီလိုမျိုး raw data တွေစုထားတဲ့paper document ရှိမယ်ဒါမှမဟုတ်လို့ရှိရင်ဒီလူတယောက်ချင်းစီကိုလူတယောက်ချင်းစီရဲ့အချက်လက်တွေကိုဟိုမှတ်တမ်းတင်ထားတဲ့ paper document ရှိလိမ့်မယ်เนาะအဲ့ဒီ document တွေကနေမှတစ်ဆင့်ကျွန်တော်တို့ကဒီ organized data တွေရလာနိုင်တယ်ပေါ့เนาะအဲ့တော့ table မျိုးစားကတော့အကြမ်းမြင်ခွဲလိုက်လို့ရှိရင်ဒီ raw data တွေနဲ့ organized data တွေဆိုပြီးတော့နှစ်ခုရပါတယ်အဲ့တော့နောက်တစ်ခုကကျွန်တော် data table တွေကိုဘယ်လိုသုံးမလဲပေါ့နော် data table တွေကိုအသုံးချမယ်ဆိုလို့ရှိရင်ကျွန်တော်ခုနပြောလို့ပဲမေးခွန်းရှိရမယ်เนาะအဲ့ဒီမေးခွန်းကနေမှတစ်ဆင့်ကျွန်တော်တို့ raw data တွေကိုစုထားတဲ့ data table တစ်ခုတိဆောက်ရမယ်ပြီးတော့မှအဲ့ဒီ raw data table ကနေမှဒီ organized data table တွေကိုတိဆောက်မယ်တိဆောက်ပြီးတော့မှဒီ value indicator ရဲ့ value ဆိုတဲ့ဒီ indicator ကကဏ္ဍတန်ဖိုးဘယ်လောက်ရှိသလဲဆိုတာကိုဒီ organized data တွေကနေတွက်ထုတ်တခါလေကြလို့ရှိရင်ဒီ indicator value တွေကဒီ organized data table ကနေပြီးတော့တခါလဲတန်းပြီးတော့ရလာတာမျိုးတွေရှိတယ်เนาะဒါပေမဲ့တခါလေတချို့သော indicator တွေကကြတော့ဒီ organized data ကနေတခါလဲတန်းပြီးယူလိုက်လို့မရဘူးတခြားသော organized data ပဲဖြစ်ဖြစ် raw data တွေကနေပဲဖြစ်ဖြစ်အဲ့ဒီကနေသွားပြီးတော့မှနှစ်ခုပေါင်းပြီးတော့မှဒီ indicator ကိုတွက်ထုတ်ရတဲ့ပုံစံမျိုးတွေရှိတတ်တယ်ဥပမာယောဂဖြစ်ပွားနှုန်းယောဂဖြစ်ပွားနှုန်းဆိုလို့ရှိရင်သူကလူဘယ်နှယောက်ဈေးကန်းလာပြတဲ့တဲ့ကနေမှလူဘယ်နှယောက်ကယောဂဖြစ်သွားတယ်အဲ့မှာဆိုကျွန်တော်တို့ကကဏ္ဍနှစ်ခုလိုလာပြီယောဂဖြစ်ပွားတဲ့လူအရေအတွက်ရယ်နောက်တစ်ခုကဈေးကန်းလာပြတဲ့လူအရေအတွက်ရယ်နော်အဲ့နှစ်ခုလိုလာပြီပေါ့နော်အဲ့နှစ်ခုလုံးကဒီ data table organized data table တစ်ခုထဲမှာရှိရင်ရှိမယ်ဒါမှမဟုတ်ရင် separate organized data table ထဲမှာရှိရင်ရှိမယ်เนาะအဲ့တော့ indicator တွက်တဲ့ချိန်ကြာလို့ရှိရင်တော့ကျွန်တော်တို့ကဒီကိုစည်ရင်းတွေကိုတင်ဆဲထားတဲ့ပုံစံတွေကိုယ့်ရဲ့ဒီ database table design တွေရာ indicator တွေကိုကိုကဟိုအဆင်ပြေလို့ယူပြီးတော့တွက်ထုတ်ရမယ်ပေါ့နော်အဲ့တော့အဓိကအရေးကြီးတာကတော့ indicator ရှိရမယ် indicator မှာသူကဘာလို့ဆိုလို့လဲဆိုတော့တိကျတဲ့တိတိကျကျ define လုပ်တာရမယ်ပေါ့နော်သတ်မှတ်တာရမယ်နောက်တစ်ခုကကြတော့ဒီ indicator ကိုဘယ်လိုတွက်မှာလဲဆိုတဲ့ဥစ္စာကို precise calculation တိတိကျကျသတ်မှတ်တာရမယ် calculation method ပေါ့နော် indicator ကိုတွက်ထုတ်မယ် method အဲ့ဒါကိုဟိုတည်တည်ချာချာမှတ်တမ်းတင်တာရမယ်နောက်တစ်ခုက disaggregation ဒီ indicator တွေကိုဘယ်လိုမျိုးခွဲခြမ်းပြီးတော့လေ့လာမလဲပေါ့နော် disaggregation အဲ့ဒါတွေလိုအပ်တယ်ဥပမာကျွန်တော်တို့ကယောဂဖြစ်ပွားနှုံဆိုရင်ဒီယောဂကကြားမှာဖြစ်တာများတာလားမမှာဖြစ်တာများတာလားเนาะဒါဆိုရင်ကျွန်တော်တို့ကဒီ gender disaggregation ပေါ့နော် disaggregation တစ်ခုရမယ်ပြီးသွားရင်ကျွန်တော်တို့ကဒီယောဂတစ်ခုဖြစ်တာကနေရာဒေသအလိုက်ကွဲပြားခြားနားမှုရှိသလားမရှိဘူးလားဆိုတာကိုသိကျင်တယ်ဆိုလို့ရှိရင်disaggregation နေရာမှာကျွန်တော်တို့ဟိုခွဲခြားပြီးတော့လေ့လာမယ်နေရာဒေသတွေပါလာခဲ့မယ်ပေါ့နော်အဲ့တော့ disaggregation အဲ့တော့ disaggregation နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဆွေးနွေးကျင်တာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့တခါတလေကြောက်လို့ရှိရင် data ဓမားတွေပဲဖြစ်ဖြစ်ဒီ strategy ချတဲ့လူတွေကပဲဖြစ်ဖြစ်အလုပ်လုပ်တဲ့လူတွေကပဲဖြစ်ဖြစ်ပေါ့နော်ဒီ senior management မှာဒီ data ကိုသုံးပြီးတော့ analyze လုပ်မယ်ဆိုတဲ့လူတွေကနည်းနည်းလောဘကြီးတတ်တယ်လောဘကြီးတတ်တယ်ဆိုတာဒီ data တွေကိုအများကြီး
disaggregation တွေကိုအများကြီးထည့်တာအများကြီးထည့်တော့ပြဿနာဘာဖြစ်လဲဆိုတော့ disaggregation တစ်ခုကဒီ raw data table မှာ column တစ်ခုအနေနဲ့တောဝင်ပါနော်ပြောရလို့ရှိရင်ကျွန်တော်တို့ analyze လုပ်မယ် variable တစ်ခုအနေနဲ့တောဝင်ပါအဲ့တော့ disaggregation ကိုခွဲပြီဆိုလို့ရှိရင်indicator တစ်ခုရဲ့ disaggregation ကိုခွဲပြီဆိုလို့ရှိရင်ဒီ study လုပ်မယ်လူပေါ့နော် analyze လုပ်မယ်လူကတခါတည်းကြိုပြီးတော့စဉ်းစားတာတင်တယ်ဒီ indicator ကိုဘယ်လိုမျိုး analyze လုပ်မှာလဲ disaggregation ခွဲတဲ့အခါမှာခွဲလိုက်တဲ့ disaggregation ကဒီ indicator နဲ့ relevant ဖြစ်သလားမဖြစ်ဘူးလားအဲ့ဒီဥစ္စာတွေကိုနည်းနည်းကြိုပြီးတော့စဉ်းစားတာတင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ disaggregation ခွဲတာကလိုအပ်သွားရင်လည်းနောက်တော့မှပြန်ခွဲပြီးပါဆိုရင်ဒီ raw data တွေပဲမှာ variable မပါခဲ့လို့ရှိရင်ပြန်ခွဲပေးလို့မရဘူးဘလို့မှပြန်ခွဲပေးလို့မရဘူးเนาะအကယ်၍လိုလိုမဲမဲဆိုပြီးတော့ပို့ပြီးတော့ cover ဖြစ်အောင်ဆိုပြီး disaggregation တွေအများကြီးထည့်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့ variable တွေအများကြီးဖြစ်သွားတော့ data capture လုပ်အောင် data ကောက်အောင်variable တွေကအများကြီးဖြစ်သွားအဲ့တော့data ကောက်အောင် data များလေ entry လုပ်အောင် data များလေပဲเนาะအဲ့တော့ပြောရရင်အလုပ်များများလုပ်ရင်အမှားများများဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဖြစ်နိုင်လို့ရှိရင်เนาะဒီကျွန်တော်တို့ study လုပ်မဲ့လူတွေကကိုလေ့လာမဲ့ indicator တွေကို disaggregation ခွဲတဲ့အခါမှာလုံးဝ compact ပေါ့နော်သူကိုတကယ် study လုပ်မဲ့ scope အတွင်းမှာပဲအဲ့လိုမျိုးခွဲဖို့အတွက်ကိုအကြံပြုခြင်းတယ်ပေါ့နော်အဲ့တော့ဒီ flow chart ပေါ်ပုံတည်ပြီးတော့လေကျွန်တော်တခုလောက်အကြံပြုချင်တာတခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော် data table တွေကိုသုံးတဲ့အချိန်မှာ data table တွေကိုသုံးတဲ့အချိန်မှာဒီ flow ကို left to right ပဲသွားစေခြင်းတယ်เนาะ indicator ရှိမယ် raw data table ရှိမယ် organized data table ရှိမယ်ပြီးတော့ရင် indicator value ပေါ့เนาะအဲ့ဒါရှိမှာအဲ့တော့ left to right ပဲသွားခြင်းအပြင်ဘယ်လိုမျိုးကိုယ့်ဘာသာကိုသိနေစေလဲဆိုတော့ငါးစီမှာ strategy ရှိတယ်ဒီ strategy ကိုပြန်ပြီး measurement လုပ်ပေးမယ် indicator တွေရှိတယ်အဲ့ဒီ indicator တွေကိုဘယ်လိုတွက်ထုတ်မလဲဆိုတော့definition တွေ calculation တွေmethod တွေအများကြီးရှိတယ် limitation တွေကဘာတွေလဲဆိုတာတွေကိုငါတခါတည်း define လုပ်ထားပြီးသားเนาะပြီးတော့မှဒီ strategy အတိုင်းကိုအလုပ်လုပ်တယ်လုပ်တဲ့အချိန်မှာဒီ data တွေရလာတဲ့ data တွေကဒီ strategy ကမှန်းထားတဲ့အတိုင်း target တွေအတိုင်းကိုသွားနေလားဒီ progress ကဒီ overall commitment ကြီးပေါ်မှာ progress ကဘယ်လိုသွားနေလဲပေါ့နော်ကိုမှန်းထားတဲ့အတိုင်း step by step ဥပမာ milestone တိုင်းသွားမယ်ဆိုရင် milestone တိုင်းပေါ့နော်ဥပမာ phase by phase သွားမယ်ဆိုလဲ phase by phase ကိုမှန်းထားတဲ့အတိုင်းကိုဒီ program တခုက run နေလားပေါ့နော်ဒီ business တခုက run နေလားဒါတွေကို measurement လုပ်ဖို့အတွက်ကကျွန်တော်တို့ကဒီ flow ကဒီပုံစံအရဆိုရင် left to right သွားနေမှရမယ်အကယ်၍အဲ့လိုမှမဟုတ်ပဲねကျွန်တော်တို့ကဒီ raw data တွေပဲကြီးကိုကောက်ပြီးတော့မှ organized data တွေလုပ်ပြီးတော့ဒီ organized data တွေကနေရလာတဲ့ data တွေပေါ်မှာမှပြန်ကြည့်ပြီးတော့ဒီ indicator ကိုပြန်တွက်လို့ရှိရင်ပြောရရင်ဒါကplan မရှိဘူး strategy မရှိဘူးเนาะလုပ်ချင်ရလုပ်တယ်ပြီးရင်တိုင်းတာခြင်းကိုတိုင်းတာတယ်ဖြစ်ချင်ရဖြစ်နေတယ်ဆိုတော့ပုံစံကြီးဖြစ်နေတယ်เนาะအဲ့တော့ဖြစ်နိုင်လို့ရှိရင်တော့ဒီပုံစံဒီဟာကို reference လုပ်မယ်ဆိုရင်တော့ left to right ကိုပဲသွားစီခြင်းတယ်เนาะဒါကdata table နဲ့ပတ်သက်ပြီးတော့ဒီလောက်ဆိုလို့ရှိရင်ကတော်တော်အသုံးဝင်နေပြီလို့တော့ကျွန်တော်ယူဆတယ်เนาะဒါ very basic ပါเนาะ data နဲ့အလုပ်လုပ်မဲ့လူတွေအတွက် very basic ပါเนาะ data table ကအရေးကြီးလားဆိုတော့အရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ရှိသမျှတော့ဒီနောက်ပိုင်းအသုံးပြုလာကြတယ်เนาะ advanced visualization tools တွေရော analysis tools တွေရော statistical analysis လုပ်မဲ့ software တွေရောနောက်ဆုံးများရှင်းပြောရရင် programming language တွေဖြစ်တဲ့ Python တို့R တို့ဘာလို့လိုမျိုးပေါ့နော်အဲ့လိုမျိုး software တွေမှာတော့မှပြောရရင်ကျွန်တော်တို့က data ကိုထည့်လိုက်တယ်ဆိုပေမဲ့အဲ့ဒီထည့်လိုက်တဲ့ data တွေကပြောရရင် data table လိုက်ကြီးသွားတာဖြစ်တယ်ဥပမာPython ဆိုလို့ရှိရင်ကျွန်တော်တို့က data တွေကိုအစိတ်ပိုင်းလိုက်လေးတွေထည့်ပြီးတော့အလုပ်လုပ်ထားတဲ့ဆိုလို့ရှိရင်ဒီ Python ရဲ့ pandas data frame ပေါ့နော် data frame လိုက်ကြီးအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ data table လိုက်ကြီးဒီ program တွေကိုထည့်လိုက်တာထည့်ပြီးတော့မှဒီ data table ပေါ်မှာကိုလိုချင်တယ်လို့ဒီ data frame ကိုလိုချင်တယ်လို့manipulate ပေါ့နော်ပြုပြင်ပြောင်းလဲပြီးတော့မှကျွန်တော်တို့ပြန်သုံးကြတာเนาะအဲ့ဒါတွေကပို့ပြီးတော့ဘယ်လိုပြောမလဲ
ပို့ပြီးတော့မြန်လဲမြန်တယ်အကျိုးလည်းရှိတယ်အမှားလည်းနည်းတယ်ပေါ့နော်မဟုတ်လို့ရှိရင်ကျွန်တော်တို့ကဒီ data တွေကို piece by piece programming ဒီ language တွေကို feed လုပ်မယ်ဆိုလို့ရှိရင်သူက piece by piece data တွေကိုပြန်ပြီးတော့ organize ပြန်လုပ်ရတယ် script တွေပြန်ရေးရတယ်ပြန်ရေးပြီးတော့မှဒီနောက်ဆုံး file တွေက data table ပဲပြန်ထုတ်ရတာပဲ data table ပြန်ထုတ်ပြီးတော့မှဒါတွေကို analyze ပြန်လုပ်ရတာပဲပြန်လုပ်ရတာပဲဆိုတော့လေအဲ့တော့ data table ကတော့ပြောရရင်စီးရင်စရာနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်တဲ့လူတိုင်းအတွက်ကဒါကမရှိမဖြစ် very basic ပါဒီ data table ကိုမသိဘဲနဲ့data table အကြောင်းကိုမသိဘဲနဲ့ကျွန်တော်တို့က data ကောက်လို့လည်းမရဘူးเนาะဘယ်လို analyze လုပ်မလဲဆိုတော့ planning နဲ့ချလို့မရဘူးเนาะပြီးရင်ဘယ်လို visualize လုပ်မလဲဆိုတော့ visualization လည်းလုပ်လို့မရဘူးအဲ့တော့ပြောရလို့ရှိရင်ဒီ Python တို့ R တို့ Looker Studio တို့ Power BI တို့လိုမျိုးရှိသမျှသော advanced tool တွေကိုလမ်းပြန်ထွက်နေအောင်တော်နေပါစေ data table အကြောင်းကိုနားမလဲရင်သူတက်တာတဲ့ဥစ္စာတွေအကုန်လုံးကအလကားပဲနော်အဓိက data table အကြောင်းကိုနားလဲသွားရင်အဲ့အနောက်က tools တွေကတတရရလေးအကုန်လုံးတစ်လနှစ်လအတွင်းမှာအဲ့ဒါတွေအကုန်လုံးလေ့လာလို့ရတယ်အဓိက data ရဲ့သဘောတရား table ရဲ့သဘောတရားတွေကိုနားလည်နေဖို့လိုတယ်နော်ဒါလေးကတော့ကျွန်တော် bonus အနေနဲ့ထည့်ပေးတာပါအဲ့တော့နောက်ဆုံး slide နှစ်ချက်ချင်တယ်နောက်ဆုံး slide နှစ်ချက်ကအဲ့နှစ်ချက်ကdata table နဲ့တော့တိုက်ရိုက်မဆိုင်ဘူးပေါ့နော်ဒါခုနတုန်းကဒီ data လေးကိုနည်းနည်းအကျယ်ချဲ့ပြီးတော့scope နည်းနည်းပိုမြင့်ပြီးတော့လေကျွန်တော်ကိုယ့်ဘာသာကိုမှတ်မိအောင်လို့နည်းနည်း record လုပ်ထားတာပါဒါကဘာလဲဆိုတော့ကျွန်တော် data table တွေကိုဘယ်လိုသုံးကြမလဲပေါ့နော်နည်းနည်း full picture လေးရသွားအောင်လို့နည်းနည်းဟိုပြန်လုပ်တာပါ monitoring system လေးရဲ့ full picture လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်အကြမ်းမြင့်လေး record လုပ်ထားတာပါအဲ့တော့ထိတ်ဆုံးမှာဘာရှိမလဲဆိုတော့ commitment ပေါ့နော် commitment ကျွန်တော်တို့ဒီ project ဆိုလဲ project ပေါ့နော်ဒီ project ကဘာလို့မှာလဲဘလူတွေအောင်မြင်အောင်လုပ်ပါလဲပေါ့နော်ဥပမာ business ဆိုလဲ business ဘလူအတိုင်းဓာတ်တွေသွားမှာလဲပြီးသွားရင်ဘယ်လောက်ထိအောင်မြင်အောင်လုပ်မှာလဲပေါ့နော်အဲ့ဒါလေးတွေကို commitment လို့ခေါ်တယ်အဲ့ commitment ပေါ်မူတည်ပြီးတော့မှကျွန်တော် strategy ချနော် strategy ကလည်းချကျင်တိုင်းချလို့မရဘူးကိုလှုပ်ချင်တဲ့ဥစ္စာတွေအကုန်လုံး strategy ရဲ့အကုန်ပြစ်ထည့်လို့မရဘူးအဓိက strategy ကိုဘာပြန်ချုပ်တာလဲဆိုတော့ commitment ပြန်ချုပ်တာနော်ဒီ commitment နေရာမှာကိုလှုပ်ချင်တာအကုန်လုပ်လို့ရတယ်နော်ဖြစ်နိုင်မဖြစ်နိုင်မစင်စားနဲ့လှုပ်ချင်တဲ့ဥစ္စာတွေအကုန်လုံးချရေးပြီးတော့ဒီ commitment နေရာမှာထည့်ထားလို့ရတယ်ပြီးတော့ရင်တော့ strategy ဆွဲလို့ရှိရင်တော့လုပ်ချင်တာလုပ်လို့မရတော့ဘူးအဲ့ဒီအပေါ်က commitment ပေါ်မူတည်ပြီးတော့ဒီ commitment ကျွန်တော်တို့ဒီဒါကိုလုပ်ပါမယ်ဆိုပြီးတော့ဂရိပြုထားတဲ့ဂရိကဝတ်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်ဒီ strategy ကိုဆွဲရမှာနော်အဲ့တော့ strategy ကိုဆွဲလိုက်တဲ့အချိန်မှာဘာတွေထွက်လာမလဲဆိုတော့ indicator တွေထွက်လာမယ် planning တွေထွက်လာနော် indicator ထွက်လာလို့ရှိရင်တော့ခုနကတော့ဒီ slide တိုင်းပဲဆက်သွားမယ်နော်ဒီ slide ဒီ flow တိုင်းပဲဆက်သွားမယ်ပြီးသွားရင်ဒီဘက်က planning တွေကကြတော့ planning ရလာပြီဆိုရှင်အဲ့ planning ရဲ့နောက်ဆက်တွဲအနေနဲ့မလုပ်မလဲဆိုတော့လုပ်ငန်းလှုပ်ဆောင်ရမယ် activities တွေလာလိမ့်မယ်နော်အဲ့ဒီ activities တွေကမှ raw data တွေထွက်လာမှာနော်ဒီ indicator ကနေထွက်လာမယ် raw data table ဆိုတာကအခွန်ကြီးပဲရှိတာနော်အထက်မှာဘာအစာမှမပါဘူးအဲ့ဒီအစာတွေကဒီ activity လုပ်တော့မှအဲ့ဒီအစာတွေကရောက်လာမှာရောက်လာတဲ့အစာတွေကိုမူတည်ပြီးတော့မှကျွန်တော်တို့က indicator တွေတွက်မှာ indicator ရပြီဆိုရင်ဝမ်းသာအားရနဲ့ထိုင်ပြီးပျော်နေလို့မရဘူး indicator ရလာပြီဆိုရင် monitor လုပ်ရမယ် measurement လုပ်ရမယ်ပြီးရင် feedback တွေပြန်သွားနော်ဘယ်လိုပြန်သွားအောင်လဲဆိုတော့ဒီ commitment ပေးခဲ့တဲ့လူ strategy ချခဲ့တဲ့လူစီကို feedback ပြန်ပေးရမယ်ပြောရရင်မင်းတို့လုပ်နေတဲ့ဥစ္စာတွေကမင်းတို့စီစဉ်ထားတဲ့အတိုင်းဖြစ်နေပါတယ်မဖြစ်နေပါဘူးကြော်လွန်နေရင်လည်းကြော်လွန်နေပါတယ်နဲနေရင်လည်းနဲနေပါတယ်ဆိုရဲ feedback ကပြန်သွားနော်အဲ့လိုပြန်သွားတော့မှသူတို့ချထားတဲ့ဥစ္စာတွေကဟိုတကယ်ရောအဆင်ပြေနေလားမပြေနေဘူးလားဆိုတော့ဟိုပြန်ပြီးတော့သူတို့ပြန်ပြီးတော့ဟို assessment ပြန်လုပ်လို့ရနော်ဒီ indicator ကအရန်ကောင်းလုံးအကြီးတယ်အရန်ကောင်းလုံးမကြည့်ဘူးပေါ့နော်လုံးဝစုပ်ပြတ်တက်နေတာပဲပေါ့နော်အရန်ကောင်းလုံးအကြီးရဆိုလို့ရှိရင်အဲ့ဒါကတခါလေကြလို့ရှိရင်ရောကျွန်တော်ထင်တာနော်တခါလေကြရင် resource allocation မှာပြဿနာတက်နေတယ်နော်ဟို resource တွေကိုအများကြီးသုံးထားပြီးတော့ဒီ output တစ်ခုရဖို့တော့ resource တွေအများကြီးသုံးလိုက်တာနော်အဲ့ဒီခါကြလို့ရှိရင် achievement တွေတော်တော်ကောင်းနေတဲ့ဥစ္စာတွေဟိုမှာ
target ရဲ့200% နဲ့300% တွေပါတယ်အဲ့လိုမျိုးတက်နေတဲ့ဥစ္စာမျိုးတွေဖြစ်တတ်အဲ့လိုမျိုးတွေဆိုရှင်လည်းကျွန်တော်ကပြန်ပြီး monitor လုပ်အောင်เนาะ resource allocation ကိုပြန်လုပ်target မထိဘူးပေါ့နော် target မထိဘူး30% ပဲရတယ်20% ပဲရတယ်ပေါ့နော်အဲ့လိုမျိုးတွေဆိုရှင်လည်းဘာကြောင့်လဲ strategy မှားတာလားplanning မှားတာလား activity မှားတာလားပေါ့နော်အဲ့ဒါတွေနည်းနည်းပြန်ပြီးတော့ပြန်လေ့လာဆန်းစစ်ရမှာပေါ့နော်ဒါကfeedback system ပြန်သွားတာပါအဲ့တော့ကျွန်တော်တို့ဟိုဟာလေဒီ project တွေမှာဆိုရှင်အလွယ်ကူဆုံးမှန်အောင်လို့ရှင် PDSA cycle ဆိုတဲ့ဥစ္စာလေးရှိတယ်ဒါ project cycle management တွေထဲမှာလေ့လာကြည့်ရင်အများကြီးသိရပါတယ်เนาะအဲ့ဒီ circle အတိုင်းကိုကျွန်တော်တို့ကသွားနိုင်မှုအတွက်ကိုကဏ္ဍတွေအများကြီးလိုတယ်เนาะကဏ္ဍတွေအများကြီးလိုတယ်လေ့လာဖို့လိုတယ်ပြီးသွားရင်တကယ်တမ်းဖြစ်နေလားမဖြစ်နေဘူးလား feedback တွေပြန်ပေးဖို့လိုတယ် strategy ကိုပြန်ပြီး revise လုပ်ဖို့လိုတယ်ပေါ့เนาะဒါကကျွန်တော်ကိုယ့်ဘာကိုပြန်ပြီးတော့မမေ့သွားအောင်လို့ record လေးလုပ်ထားတာပါဒီဟာကတော့နောက်ဆုံး slide ပါနောက်ဆုံး slide ကဒါလည်း data table နဲ့တိတ်မဆိုင်ဘူးဒါလည်းကျွန်တော်ကိုယ့်ဘာသာကိုမမေ့သွားအောင်လို့ထည့်ထားတာပဲရှိတယ်ဒီ covid နဲ့ကိုစစ်ကာလမှာပေါ့နော်တဖြည်းဖြည်းနဲ့သုံးများလာတဲ့စကားလုံးလေးတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ virtual meeting ဆိုတဲ့ဥစ္စာတစ်ခုရှိတယ် adaptation ဆိုတဲ့ဥစ္စာရှိတော့ဒါဒီကျွန်တော်ကတော့ဒီနှလုံးကိုဒီစကားလုံးနှလုံးကိုအကြားရတာအများဆုံးပဲအဲ့တော့ virtual meeting ကတော့ထားပါတော့ virtual meeting ကတော့ဟိုတိတ်ပြီးတော့မပြောသေးဘူးပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်အလုပ်လုပ်ခဲ့တဲ့နေရာမှာဒီနည်းနည်း sensitive ဖြစ်တဲ့ကိစ္စလေးပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ adaptation ပါ adaptation ဆိုတဲ့စကားလုံးလေးကအရန်အသုံးဝင်တယ်အရန်လည်းအကျိုးရှိတယ်ဒါပေမဲ့အန်ရလည်းအရန်များတယ်နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ကြည့်မိတာပေါ့နော်ကြည့်မိတဲ့အချိန်မှာဗာမြင်ရလဲဆိုဒီ adaptation ကမလုပ်လို့မရဘူးဒီ covid နဲ့ကိုစစ်ကာလမှာပေါ့နော် adaptation ကမလုပ်လို့မရဘူးအဲ့တော့ adaptation ကလုပ်ကိုလုပ်ရတယ်ပေါ့နော်adaptation လုပ်တဲ့အချိန်မှာဒီ system တွေ strategy တွေဒီ indicator တွေကအဲ့ဒါတွေကိုကျွန်တော် very strict environment ပေါ့နော်လုံးဝပေးမထိဘူးပေးမပြင်းဘူးဆိုပြီး very strict environment တွေမှာတွတ်ထားလိုက်လို့ရှိရင်ပြဿနာဘာတွေဖြစ်လဲဆိုတော့လုံးလို့မရတဲ့ကိစ္စကြီးကိုအဆင်ပြေအောင်လုပ်တာကိုလည်းပေးမလုပ်ဘူးဆိုတော့မလုပ်ဘူးကွာဆိုပြီးတော့ under achievement တွေဖြစ်လာတတ်တယ် failure တွေဖြစ်သွားတတ်တယ်နော်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ adaptation လုပ်လုံးဝကြည့်တာအရင်က flexible ဖြစ်တဲ့ environment တွေမှာဒီ system ကြီးတစ်ခုလုံးတွတ်ထည့်တာတော့ဘာဖြစ်လဲဆိုတော့နည်းနည်းလေးတစ်ခုဖြစ်တာနဲ့ adaptation ဆိုတဲ့ခေါင်းစဉ်အောက်ကနေအကုန်ပြင်တာနော်အကုန်ပြင်တော့ထိတ်ဆုံးမှာပြင်တာတိတ် short မရှိပေမဲ့အောက်ဘက်မှာပြင်တာ short ရှိတယ်နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့လုပ်ငန်းလုပ်ဆောင်ရတဲ့အဆင့်သတ်မှတ်ထားတဲ့ standard operating procedure တွေဆိုတာရှိတယ်အဲ့တော့တခုခုပြုပြင်ပြောင်းလဲပြီဆိုရင်ကျွန်တော်တို့ကတစ်ခါလေးကျရင်လိုအပ်ရင် standard operating procedure တွေကိုပါလိုက်ပြီးပြုပြင်ပြောင်းလဲရတာမျိုးတွေရှိတယ်အဲ့တော့ဒီအလုပ်လုပ်ရတဲ့လူတွေအတွက်ဒါ standard operating procedure ဆိုတော့သူတို့ရဲ့လက်ဆွဲစာအုပ်ပဲเนาะဒီအလုပ်ကိုလုပ်မယ်ဆိုရင်ဒီတဲ့အတိုင်းလုပ်ဖို့အတွက်ကိုလမ်းညွှန်ချက်တွေပေးထားတာเนาะအဲ့တော့အဲ့ဒီလမ်းညွှန်ချက်ကြီးအမှာခဏခဏပြောင်းနေလို့ရှိရင်အောက်ကအလုပ်လုပ်ရတဲ့လူကနည်းနည်း confuse ပေါ့နော်ရှုပ်ထွေးလာတော့ဒါကိုလုပ်မယ်ဆိုလို့ရှိရင်အရင်တော့ကတတ်မှတ်ဒါကိုလုပ်မယ်ဆိုရင်ဒါလုပ်ရမယ်ဆိုတော့တတ်မှတ်ချက်တွေရှိပြီးသားပြီးတော့အဲ့တတ်မှတ်ချက်တွေကိုတိုးလိုက် short လိုက်ပြောင်းလိုက်ပြင်လိုက်လုပ်လိုက်တော့ကြာတော့အဲ့အလုပ်လုပ်ရတဲ့လူကဒီလုပ်တစ်ခုလုပ်မယ်ဆိုရင်ဘာလုပ်လို့လောက်အောင်မသိတော့ဘူးဖြစ်သွားနော်အဲ့ဒီခါကြာလို့ရှိရင်ဒီ adaptation ကအရင်လုပ်လုံအောင်ကြည့်လို့ရှိရင်ကျွန်တော်တို့က loss of tracking ပေါ့နော် tracking လုပ်ဖို့အတွက်လမ်းစာတွေပျောက်သွားတတ်တာမျိုးတွေရှိတတ်တယ်ပြီးတော့ adaptation လုပ်တာကတခါလေကြာလို့ရှိရင်လောက်တာများလုံးအောင်ကြည့်တော့လေကျွန်တော်တို့က indicator တွေကိုပါထိလာအောင် indicator တွေကိုပါထိလာလို့ရှိရင်ဒီကဏ္ဍတော့ထွက်လာတယ်ဗျာဒါပေမဲ့အဲ့ကဏ္ဍကြီးကဘာကိုကူစားပြုမှန်းမသိတော့တခါလေကြာရင်ကဏ္ဍကထွက်လာတယ်ဒီကဏ္ဍကိုဘယ်လိုတွက်လိုက်မှန်းမသိတော့ဘူးဘာလို့ calculation method ကတစ်နှစ်အတွင်းမှာ9ခါလောက်ပြောင်းနေသိရောအဲ့ဒါဆိုရှင်ကျွန်တော်တို့ကဒီကဏ္ဍကြီးကဘာကိုကူစားပြုပါတယ်ဆိုတာယူပြောဖို့အတွက်ကပြောလို့မရတော့เนาะအဲ့တော့လမ်းကြောင်းတွေပျောက်သွားတယ်ဘလို့တိုင်းတာလည်းမသိတော့ဘူး feedback တွေကပေးလို့မရတော့ဘူးဆိုရင်နောက်ဆုံးဗျမ်းမတာဖြစ်ပြီးတော့အဲ့ project ကြီးကနောက်ဆုံး failure ဖြစ်သွားမှာပဲเนาะကျွန်တော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်မြင်မိတာတော့လေဒီ business ပဲဖြစ်ဖြစ်organization တွေပဲဖြစ်ဖြစ် profit ပဲဖြစ်ဖြစ် non profit ပဲဖြစ်ဖြစ်ပေါ့နော်ဒီကာလကြီးမှာ adaptation ကလိုပါတယ်ဒါပေမဲ့နည်းနည်း flexible ဖြစ်ဖို့လိုပါတယ် flexible ကvery strict environment တွေမှာလည်း
ကိုယ့်ရဲ့ဒီ business တွေ project တွေကိုထားလို့မရဘူး very flexible environment တွေမှာလည်းထားလို့မရဘူးပေါ့နော်အဲ့ဒါလေးတွေကိုဒါက manage လုပ်တဲ့လူတွေကနည်းနည်း adjust လုပ်တတ်ဖို့တော့ဟို balance ဖြစ်နေအောင် adjust လုပ်ပြီးဖို့တော့လိုအပ်မယ်လို့ကျွန်တော်ထင်ပါတယ်နော်အဲ့တော့ဒီ video ကတော့လောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ဒီနောက်ဆုံး slide နှစ်ချက်ကတော့ data table နဲ့ direct မဆိုင်ပါဘူးဒီကျန်တဲ့အပေါ်ပိုင်းလေးတွေကတော့ data table နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ slide က3ချက်ပဲရှိတယ်အဲ့ slide 3ချက်ကိုဟိုနားလည်ပြီဆိုလို့ရှိရင်သဘောပေါက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အလုပ်တော်တော်များများလုပ်လို့ရပါတယ်เนาะနောက်ပိုင်းကျလို့ရှိရင်တော့ကျွန်တော်တို့ data table တွေကို indicator ပေါ်မူတည်ပြီးတော့ data table တွေကိုဘယ်လိုမျိုးတိစောက်ကြမလဲဘယ်လို variable တွေကိုရွေးတင်တယ်လဲ variable မျိုးစားတွေကဘာတွေရှိတယ်လဲဟောเนาะအဲ့ဒါတွေကနောက်တစ်ဆင့်သွားမယ်အဲ့ variable တွေကိုသတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က electronically ဒီရလာတဲ့ raw data table တွေကနေပြီးတော့ organized data table တွေဖြစ်အောင်ဘယ်လိုမျိုးပြောင်းမလဲ pivot table တွေဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒီဥစ္စာသွားမယ်ပြီးသွားရင်နောက်တစ်ဆင့်ကရလာတဲ့ data table တွေပုံမူတည်ပြီးတော့ indicator တွေကိုဘယ်လိုတွက်ကြမလဲပေါ့နော်ဘယ် variable တွေသုံးထားတယ်ဆိုလို့ရှိရင် indicator တွေကိုဘယ်လိုနည်းလမ်းမျိုးတွေနဲ့တွက်တင်လဲဆိုတဲ့ဥစ္စာတွေပေါ့နော်အဲ့ဒါကြီးလာမယ်နောက်ပိုင်းdata visualization တွေပါတွေကတော့သူသုံးမဲ့ tools တွေပုံမူတည်ပြီးတော့အပြောင်းလဲဖြစ်သွားလိမ့်မယ်များသောအားဖြင့်ကdata table indicator စပြီးတော့define လုပ်တဲ့ချိန်ကနေပြီးတော့အဲ့ indicator တွက်ထုတ်တဲ့အချိန်ထိဘယ် tools ကိုပဲသုံးအားလုံးကဒီ flow တိုင်းပဲသွားတာပဲเนาะအဲ့တော့ဟိုနောက်ပိုင်း video တွေကြာလို့ရှိရင်တော့ကျွန်တော်ဟိုတစ်ဆင့်ချင်းစီအချိန်ရရင်ရလို့ကျွန်တော်ဟိုပြင်ပြီးတော့ record လုပ်သွားပါမယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်